Hello ဝယ်မင်္ဂလာပါကျွန်တော်ဒီနေ့ unboxing လုပ်ပြမှာတော့ iPhone 16 Pro Max ဖြစ်ပါတယ်ကျွန်တော်ဘာရောင်ရွေးရလဲဆိုတော့အပြာရောင်ကျွန်တော်ရွေးရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အပြာရောင်ကဘယ်လိုဆိုတော့3ရောင်ပဲရှိတယ်ဗျာSaber ရဲ့လိမ္မော်ရောင်စီပင်ရောင်ပေါ့နော်နောက်ပြီးစီအပြာရောင်ကျွန်တော် Saber တိတ်မကြိုက်ကျွန်တော်ကြိုက်ရတယ်ကျတော့အပြာရောင်ကိုကြိုက်တယ်နောက်ပြီးတော့အမဲကြိုက်ဒီနှစ်ကတော့အမဲမပေါ်ဘူးနော်ပြီးတော့ဒီစီပင်ရောင်ကြီးကကျွန်တော်နဲ့အဆင်မပြေဘူးကျွန်တော်အတော်တာရုပ်ဆိုတယ်နော်အဆင်မပြေကျွန်တော်နဲ့ကဲဒီကောင်တဲမှာပါတယ်ပါပဲကျွန်တော်အတူတူဖောက်ကြည့်လိုက်အောင် let's go โอเคပါတင်ဖောက်မယ်ဆယ်ပဲနော်အယောင်လေးရောမဆယ်လို့လည်းမရပေးရစီနေရတယ်တုံချီနေပါလေတခါပါကင်မဖောက်ဘူးလားโอเคပေါခဏထားပါမယ်ထဲမှာပါထဲမှာပါလဲဆိုတော့ဘယ်သူမှမဖရက်စားတယ်နေပါမယ်ဟုတ်နော်ဟောအတင်ချိုC2C ဘောနော်နောက်ပြီးစီစင်ကတ်ထောက်တဲ့ဟာတာပါ iPhone တခုနောက်ပိုင်းတော်တော်ဆိုးလာပြီအတင်ကောင်းလေးတော့မထည့်တာပြီလိုပဲလေဖန်တာဆိုတော့လုံးချင်တိုင်းလောက်ညမနေဝယ်ခြင်းမဝယ်ခြင်းနေငါထည့်ပေးမနိုင်အဲ့လိုဒီဇိုင်းနဲ့ပစ္စည်းကောင်းတော့လဲလောက်ချင်တယ်လောက်ရတော့ဒါပါကျိုးရဲ့စာရွက်ရဲ့ပေါင်းရဲ့ဒါပါဖောက်ကြည့်လားCC ပေးပိုင်စီတယ်ဆိုကြရမလေးပါတွေ့ရလားမသိလက်ပေါ်တော့ထင်တယ်ချုပ်ပေါ်ဆိုရင်တော့သူတို့ဖောက်ရောင်းဖို့အတွက်သူတို့ accessory ပေးရနေရမှာသူတို့ပြည်ဆိုတော့လက်ဆောင်ပစ္စည်းပေးတယ်ဟိုပေးတယ် iPhone မှာကနောက်ပိုင်းကြလိပါမသိဒီကျိုးတော့မှမကောင်းတက်လို့ပေးလာတာကျိုးမကောင်းတက်လို့ပေးလာတာဘောမှာအခါဒီတစ်ချိန်ပဲပစ္စည်းအသစ်တော်တော်များဝယ်တယ်ဒါပေမဲ့ unboxing မလုပ်လို့အခု iPhone ကျတော့ unboxing လုပ်ကြည့်ဘယ်လိုနေမလဲဒါပထမဆုံးချိန်ဖုန်း
ကျွန်တော်မလဲဖြစ်တာ6နှစ်9နှစ်6နှစ်လောက်ရှိပြီကြာအိမ်မလဲပဲလဲမလဲကျွန်တော်လည်းအကောင့်ပဲလဲမယ်ဆိုတော့အဲ့ဒါအခုကျွန်တော်ဆော့ထည့်လိုက်တာဖြစ်ချင်းဖြစ်စုံနေနောက်နေ့ကျရင်တော့ဘာတွေဘယ်လိုထူခြားလဲဆိုတော့ကြောက်ပြမနော်ဒီနေ့ကတော့ဒီလောက်ပဲဒီနေ့ကဒီလောက်ပါနော်ဒီနေ့ unboxing video ဆိုတော့ okay ဒီကောင်ကျွန်တော်ရွေးချယ်ရတဲ့အကြောင်းရင်းကကျွန်တော်ကဌာနကန်မှာဘက်ကောင်မှာကျွန်တော်ကဒီဘောလုံးပဲတက်ပေါက်နေကျွန်တော်လိုက်ရတယ်ပြီးတော့စီးဘယ်လိုဆိုတော့အဲ့ခါကျတော့စင်မိုးချုပ်တာတို့ဒါမှမဟုတ်စီတတင်နဲ့တတင်ပိနေဒီကန်တော့ပါကြာစီကင်မရာနဲ့မရိုက်ချင်အလုံးစုံအားကြကျွန်တော်ဖုန်းနဲ့ရိုက်မယ်ပြီးတော့ဖုန်းနဲ့ edit လုပ်တော့တစ်ခါတင်မယ်အဲ့ခါကျတော့စင်တော့ပြောတော့မြန်လည်းမြန်တော့ကျွန်တော်အရင်ဖုန်းဟောဒီကောင် Vivo Y50 ကြာပြီဒီကောင်ကျွန်တော်ဝယ်လာတာဟို2019တော့ဘယ်လိုဆိုတော့ကိုဗစ်မဖြစ်ခင်တည်းကကြာပြီ9နှစ်6နှစ်လောက်ရှိပြီဆိုတော့တက်ပေါ်ပါရဲ့ quality လည်းမကောင်း video ရဲ့ quality မကောင်းကြာရအဆင်မပြေတော့ကြာနေပြီဘယ်ထီတဲမကန်တော့အဲ့ဒါကြောင့်ကျွန်တော်ဒီကောင်ချိန်လိုက်တာဒီကောင်ကျွန်တော်ချိန်လိုက်ဆိုပေမဲ့လက်စီလို့တော့မဟုတ်ကျွန်တော်ရဲ့အကိုတရားကလောက်ပေါ်ကင်ပါဘောနော်ကျွန်တော်ကြောင်ကြည့်လို့ကျွန်တော်အဆန်ရှူတောင်းတာပေါ့ပြောလိုက်လိုအပ်စစ်တောင်းတာနောက်မှအဆင်ကျွန်တော်တင်ပြီးကျွန်တော်ကြောင်ကြည့်လို့ပေါ့နော်ကျွန်တော်ယုံကြည်ပြီးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ရတာလည်းလိုချင်တာရပါဆိုတော့လည်းဒီထက်ပိုစူးစမ်းတော့မှာiPhone ကကျွန်တော်ကန်ခဲ့ပြီကြာပြီအရင်က iPhone တော့ iPhone CS တော့ iPhone တေးလေးပဲဒီတော့အကြောင်းလေးသိကျင်တယ်ကျွန်တော်လက်ပြီးရရနော် comment မှာရေးရရတယ်နောက်ပြီးစီဒီကောက်ကိုကျွန်တော်ကင်မရာဆိုင်တော့ကျွန်တော်တင်ပြမယ်အပေါင်းတွေဗီဒီယိုတွေဘယ်လိုချိန်နေစီတယ်ဒီခါကျစီစောက်ပါပြီးaccessory ဝယ်ရအောင်နေတာပေါ့အားလုံးကတော့ပြန်ဝယ်ရအောင်မယ်ဖောက်ကပါဝယ်ရမယ်နောက်ပြီးစီဖောက်မှန်ကဝယ်ရဆိုင်မှာကြတော့အခုချိန်ပေါ်ချင်းဆိုစီရင်ပေါ်ချင်းဆိုစီဆိုင်မှာသူတို့5000စားတယ်အမြတ်တင်လို့စားတယ်အပက်ဆိုရုံးမှာကြတော့ဘယ်လိုဆိုတော့အိမ်မှာလူတွေစီးတယ်ဗျာသူတွေတစ်လုံး2000စားလို့စီးတယ်3000စားလို့စီးတယ်တို့စီမတော့ဝယ်တော့ဖုန်းတစ်မျိုးပဲရအောင်ဆိုင်မှာကိုဝယ်မယ်ဆိုစီအခုချိန်မှာဝယ်မယ်ဆိုစီ9000 6000 9000အဲ့လိုမျိုးတစ်ဆိုင်ဆိုင်မတူဗျပြီးတော့စီသူတို့တွေပဲချမ်းနေမနော်လက်ဆောင်ပစ္စည်းပြန်ပြီးတယ်ဖုန်းကာဗာတွေနောက်ပြီးစီအာသွင်းကောင်းတွေနောက်ပြီးစီဘယ်လိုဆိုတော့လိုအပ်တဲ့ဟာပေါ့နော်နှစ်ချက်တွေတခါကျစီတချို့လူကြကြပါအောင်ပဲဖြစ်ပြီးတယ်တချို့ဆိုင်ကြမပေးအဲ့ဒါမျိုးစီတဆိုင်ဆိုင်မတူမဆောင်ဘူးဒီ Pro Max ဈေးကကြတော့ Thai Officer စီက
လေးတောင်းစစ်ထောင်နဲ့900အဲ့လောက်ရှိတယ်ဆိုင်မှာဆိုစီ9000ကျော်ဆိုင်မှာတင်ရောင်းတယ်အခုကျွန်တော်မိုးရင်းကတည်းကကျွန်တော်ဆိုင်တော်များများကျွန်တော်လိုက်မိပြီးဈေးက9000ထပ်မှပြအလွန်ဆုံးအနည်းဆုံးအထက်သာဆုံးတစ်ဆိုင်ကျွန်တော်မြင်9000 2000နဲ့900အဲ့ဒါအထက်သာဆုံးဒီချို့ဆိုင်ဆို9000 5000 3000 5000 4000အဲ့လိုမျိုးပဲကာလာပေါ်မူတည်တဲ့တချို့ဒီဟိုစဆိုစစ်စစ်တို့စီပင်ရောက် orange ရောက်ဆိုစစ်ပုံနဲ့စီများဒီရောက်ဆိုစစ်နေနေစီပုံမှန်စီပေါ့အဲ့လိုမျိုးစီပင်ဒီကောင်ဘာလို့ကျွန်တော်ဝယ်ရရဆိုတော့ကျွန်တော်တို့အဲ့လိုဘာကြောင့်လို့အဲ့ဆိုတော့ကျွန်တော်ဆောင်းလာပြောတော့တက်ပုံရိုက်မယ်ဗီဒီယိုရိုက်မယ်ပြီးတော့ဒီကျွန်တော်အခမ်းမှာပြောဆိုတော့ကျွန်တော် pocket လေးပြောဖို့အစီအစဉ်ရှိတယ်ဒီခါကျရင်ကျွန်တော်တောင်းမော်ကင်မရာနဲ့တက်ကြတော့ setting ချရပါလို့ဆိုတော့ပုံနဲ့ကြတော့ထောက်တော့ရိုက်ရုံပဲအဲ့ဒီကန်နေစီအဲ့ဒါကြောင့်ဒီနေ့ဒီဇိုင်းပြောင်းသွားတယ်ကင်မရာရဒီလိုဖြစ်သွားတယ်ကင်မရာပြီးရင်16လောက်ဆိုစီရတော့တော့ပဲအခုစက်ခုံမှာဒီဇိုင်းအသစ်ပြန်ပြောင်းသွားတယ်ဆက်စစ်ကြရင်ဘယ်လိုဒီဇိုင်းလာအောင်မသိသေးတော့ဆိုတော့ကျွန်တော်တော့ပြန်ဝယ်ရအောင်အာသင်ကောင်းရဲ့အာသင်ကောင်းရဲ့ပြီးတော့ကာဘာရဲ့ပြီးတော့မှန်ကတ်ခွာရဲ့ပြန်ဝယ်ရအောင်နောက်နှစ်ချက်လည်းပြန်ဝယ်ရအောင်အခုတော့ဆိုတော့ဒီလိုပဲဖြစ်လို့တောင်းလာအောင်မဆီစီကလေးနဲ့စားတော့မမနဲ့နှစ်ပါသွားမမနဲ့ကြက်ဦးနဲ့လိုချင်တာရပါဆိုတော့ဖြစ်လို့စားတော့ဝယ်တာတော့ကြွားခြင်းလို့ဝယ်တာတော့မဟုတ်ပါဘူးကျွန်တော်တို့လိုကျွန်တော်လိုချင်လို့ကျွန်တော်ဝယ်ရတာဒါပါပဲအားလုံးပဲဘိုင်နောက်မှပြန်ဆုံမယ်နောက်ဗီဒီယိုကြောင်မှပြန်ဆုံမယ်နော်